ဆိုရင်ဒီရှင်တို့ဆက်ကြမယ်ပေါ့နော်အဲ့ဆို P က 11.1 ကိုနားလေတော့ပြီ P က 11.1 မှာပါတယ်သင်္ကေတတွေကိုနားလေတော့ပြီအဲ့လိုဆိုတော့ဒီရှင်တို့ဆက်ကြည့်မယ်အဲ့လိုဆိုတော့ခုနကပြောတဲ့ stress နဲ့ area ကို stress ကကြတော့ 1 unit area မှာခုခံတဲ့ internal force ကို stress လို့ခေါ်တယ်ဆိုတော့ force တက်ရောက်လိုက်တဲ့အခါမှာဒီဘက်က external force တက်ရောက်လိုက်တဲ့အခါမှာတွန်းဘက်က1 unit area မှာပြန်ခုခံတဲ့ stress ရှိမယ်ဆိုအဲ့ဒီဟာနှစ်ခုဒီပါပြမယ်ဆိုရင်ညီမှန်ပေါ့ဒီဘက်က stress နဲ့ area မှာတက်တဲ့ပေါ်ဒီဘက်ကတက်ရောက်တဲ့ external force external လုံးနဲ့နေမှာပေါ့နော် force နဲ့နေအဲ့လိုဆိုတော့ stress နဲ့ area ကိုရောက်တယ်ဆိုရင် force ကိုကြားမယ်အဲ့လိုဆိုတော့တို့တွေကဘာကိုစမ်းသပ်မလဲဆိုတော့ force in the direction normal to the plane ကိုစမ်းသပ်မယ်နော် force in the direction normal to the plane အဲ့လိုဆိုတော့ဒီပြင်ပလိတ်မှာတက်ရောက်နေတဲ့ပေါ့နော်ဒီပလိတ်မှာတက်ရောက်နေတဲ့ဘာကိုစမ်းသပ်မလဲဆိုတော့ပေါ့နော် force တွေကိုစမ်းသပ်မယ်force တွေကိုစမ်းသပ်မယ်ဆိုဒီပလိတ်မှာတက်ရောက်နေတဲ့ဒီ free body diagram မှာတက်ရောက်နေတဲ့ဒီ plate EF မှာတက်ရောက်နေတဲ့ force တွေကိုစမ်းသပ်မယ်နော်ဒီ force တွေကိုစမ်းသပ်ဒီ plate EF မှာဘာ force တွေတက်ရောက်နေလဲဆိုတော့စမ်းသပ်အဲ့ဒီဟာစမ်းသပ်ဖို့အတွက်ကကြတော့ပထမဆုံးဒီ right triangle မှာပေါ့နော်ဒီ right triangle မှာဒီဟာကကြတော့ angle theta ဒါဒီ EP ရှိတယ်ဒါဒီ FB ရှိတယ်နော် FB ရှိတယ်သဘော BF ရှိတယ်ပေါ့ဒါဒီ BE ရှိတယ်ပေါ့အဲ့လိုဆိုတော့ဒီဟာဒီဘယ်လောက်ဆိုတော့ angle theta ရှိတယ် angle theta ရှိတယ်ဆိုတော့ဒီ right triangle မှာဒါဒီဓာတ်မှန်ကန်နော်ဒါဒီ right angle ဓာတ်မှန်ကန်အနာဆိုတော့ဒီဘက်ကနော်ဒီဘက်က EB ကိုလိုချင်တယ်ဆိုရင် EB ကိုလိုချင်တယ်ဆိုတော့ link cos ဖြစ်တဲ့အတွက်ကြောင့် adjacent side မှာ hypotenuse ဆိုရင် cos theta နဲ့နေမယ်နော်ဒီမှာ cos theta equal to ဘာဖြစ်မလဲဆိုတော့ adjacent side မှာ hypotenuse EB ဘာဖြစ်မလဲဆိုတော့ EF ရှိမယ် EB ဘာ EF ဆိုတော့ EB equal to EF into cos theta ဖြစ်တော့မှာအဲကြောင့်ဒီမှာ EB equal to EF into cos theta နော် EF cos theta ဖြစ်တော့တယ်အဲ့လိုဆိုတော့ဒီဘက်ကအနာကိုစမ်းသပ်မယ်ဒီရှယ်တော့ကဒီဘက်ကအနာကို FB ကိုစမ်းသပ်မယ်ဆိုရင် FB ကို opposite side ဖြစ်တဲ့အတွက်ကြောင့်ဘာရှိမလဲဆိုတော့ sin theta ဖြစ်မယ်နော် sin theta equal to ဒီဘက်မှာဘာရှိမလဲဆိုတော့ဒီရှယ်တော့ FB ဘာ EF ရှိမယ် FB ဘာ EF ရှိမယ် FB ကိုလိုချင်တယ်ဆို EF နဲ့ sin theta ကိုမျှမယ်ပေါ့အားကြောင့်ဒီမှာ FB equal to EF sin theta ဆိုပြီးတော့ equation 10.1 နဲ့ 10.2 ရှာလာတယ်နော် 10.1 နဲ့ 10.2 ရလာတယ်အဲ့လိုဆိုတော့ဒီ equation နဲ့ကြောင်းရတော့ပြီအဲ့ဒီ degree can ရဲ့ဟိုအဲ့ဒီ degree အဲ့လိုဆိုအဲ့ဒီ degree can ရဲ့မှာတရားဝင်တဲ့ force တွေကိုအရင်ဆုံးစမ်းပါမယ်နော်ဒီ degree can မှာတရားဝင်တဲ့ force တွေကိုစမ်းပါမယ်အဲ့လိုဆိုတော့အဲ့ဒီ degree can မှာဘာရှိတယ်ဆိုတော့ဒီအနာအဲ့ဆိုတော့အနာ3နာရှိတယ်ပေါ့နော်အနာ3နာရှိတယ်အဲ့ဆိုတော့အဲ့ဒီအနာ3ခုမှာ force တွေဘယ်လိုတရားဝင်တာလဲဆိုတော့ဒီမှာပေါ့အဲ့လိုဆိုတော့ဒီ EB ပေါ်မှာဘာ force တွေတရားဝင်လဲ FB ပေါ်မှာဘာ force တွေတရားဝင်လဲ EF အပေါ်မှာဘာ force တွေတရားဝင်လဲဆိုတာကိုကြည့်မယ်နော်အဲ့လိုလိုက်ကြည့်မယ်ဆိုတော့ဒီအနာ3ခုဒီတရိယာရဲ့ဒီအနာ3ခုအတွက်လိုက်ကြည့်မယ်ပေါ့အဲ့ဆိုတော့ပထမဆုံးဘယ်အနာကိုလိုက်ကြည့်မလဲဆိုတော့ပထမဆုံးပေါ့နော် phase BF တော့ FB ကိုကြည့်တယ် vertical phase ကိုကြည့်တယ်နော်ဒီ vertical phase ကိုကြည့်တယ်အဲ့ဆိုတော့ဒီချက်တော့က BF တော့ FB ဒီ vertical phase ကိုလိုက်ကြည့်နော်ဒီ vertical phase အဲ့ဆိုဒီ vertical phase မှာပထမဆုံးသူ့ရဲ့ area ကိုရှာလိုက်မယ်ဆိုတော့သူ့ရဲ့ area ကိုရှာမယ်ဆိုရင်ဒီ vertical area တနေရာ area of BF ကိုချမယ်ပေါ့နော် area of ဒီနေရာမှာ FB ဒီမှာ FB ဆိုဒီမှာ FB လို့ရှင်းလိုက်ပေါ့နော်အတူတူပါပဲ area of FB ကိုချမယ်ပေါ့ area of FB ကိုလိုချင်တယ်ဆိုရင်သူ့မှာပါရှိမယ်ဆိုဒီဘက်ကအနာနဲ့ဒီဘက်မှာရှိတဲ့1 unit area ကိုပြောင်း1 unit area ကိုပြောင်းဒီဘက်မှာဒီတို့တွေကဘာကိုစမ်းသပ်လဲ1 unit length ကိုပဲစမ်းသပ်မှာအဲ့လိုဆိုတော့ BF into ဒီမှာပါရှိမယ်ဆို1 unit length ဖြစ်တဲ့အတွက်ကြောင့်1အဲ့လိုဆိုတော့ဒီအလေကနှစ်ခုကိုမြောက်လိုက်တော့ area ကိုရမယ်1ဖြစ်တဲ့အတွက်ကြောင့်ရေးစရာမလိုတော့ဘူး FB ပဲရှိမယ် FB ပဲရှိတယ်ဆိုတော့ဒီမှာ FB တန်ဖို့ဒီပါနဲ့နေလဲဆိုတော့ EF sin theta နဲ့တဲ့အတွက်ကြောင့် area တန်ဖို့ဒီ area of BF တန်ဖို့ဒီသို့မဟုတ် area of FB တန်ဖို့ဒီ EF sin theta နဲ့နေမယ်အဲ့ဆိုတော့ပထမဆုံး area ကိုတွက်ထုတ်လိုက်တယ်ပေါ့နော်ဒီ area ကိုတွက်ထုတ်လိုက်တယ်အဲ့လိုဆိုတော့အဲ့ဒီ BF အပေါ်မှာသို့မဟုတ် FB အပေါ်မှာတရားနေတဲ့ stress ကဘယ်နှခုရှိလဲဆိုတော့ဒီမှာ sigma h ရှိတယ်တောင် x1 ရှိတယ်နော် sigma h ရှိတယ်တောင် x1 ရှိတယ် sigma h ရှိတယ်တောင် x1 ရှိတယ်ဆိုတော့ဒီချက်တော့ကသူ့ပေါ်မှာတန်းလို့ရပြီ sigma h တောင် x1 အဲ့ဆို sigma h နဲ့နော် sigma h နဲ့ area ကိုမြောက်လိုက်တယ်အဲ့လိုဆိုတော့
sigma x နဲ့ area ကိုမြောက်လိုက်တော့ဒီကျတော့ကဘာရှိမလဲဆိုတော့ area ဒီနေရာ BF เนาะ BF ဆိုတော့ BF တန်ဖိုးဒီ EF sin theta နဲ့နေဆိုတော့ဒါဒီ force ရလာမယ်ပေါ့เนาะ sigma x into EF sin theta ရလာမယ်အဲ့ဆို share ဆိုတောင် x1 ရှိတယ်တောင် x1 နဲ့ဒီမှာ area BF ကိုမြောက်လိုက်မယ်ဒါဒီ area တွေပဲเนาะဒီနေရာမှာ area တွေမြောက်တာ area မြောက်လိုက်တယ်အဲ့ဆိုတော့ area of BF တန်ဖိုးဒီ BF နဲ့အတူတူပဲအဲ့ဆို BF တန်ဖိုးဒီ EF sin theta နဲ့နေတယ်ဆိုတော့တောင် x1 into EF sin theta ဖြစ်လာတယ်အဲ့လိုဆိုတော့ပေါ့နော် vertical face ကိုစမ်းသားပြီးတော့ဒီဘက်က vertical face ကိုစမ်းသားအဲ့ဆိုတို့တွေကဒီ horizontal face ကိုစမ်းသားမယ် horizontal face အဲ့လိုဆိုတော့ on face EB တနည်းအားဖြင့် horizontal face ကိုစမ်းသား horizontal face မှာလည်းအဲ့လိုပဲ area of EB ကိုရှာလိုက်တယ် area of EB ကိုလိုချင်တယ်ဆိုရင် EB အလျားနဲ့ဟိုဘက်က1 unit length ကိုမြှောက်ပေးမယ်အဲ့လိုဆိုတော့1 unit length ကိုမြှောက်ပေးတော့ဒီနေရာအမြှောက်1ဆိုတော့ရေးစရာမလိုတော့ဘူး area of EB တန်ဖိုးဒီ EB နဲ့ညီမယ် EB တန်ဖိုးဒီဘာနဲ့ညီထားလဲဆိုတော့ EF cos theta နဲ့ညီထားတဲ့အတွက်ကြောင့် EB equal to EF cos theta เนาะဒီချက် formula တွေကိုပါ derivation ရှင်းတော့ပါမယ်ဒါပေမဲ့တကယ်တမ်းပုံစံတွက်တဲ့အခါမှာကျတော့ဘာကိုပဲကြည့်ရမှာလဲဆိုတော့เนาะတကယ်တမ်းပုံစံတွက်တဲ့အခါမှာကျတော့ဟိုပါပဲကြည့်ရမှာပေါ့เนาะ equation နဲ့ဒါရပဲကြည့်ရအောင်ဒါမှနားလေအောင်ပေါ့ formula တွေဘယ်လိုရလာလဲဆိုတာနားလေအဲ့လိုဆိုတော့ဒီနေရာမှာ area of EB တန်ဖိုးဒီ EF cos theta နဲ့ညီအဲ့လိုဆိုတော့ horizontal face မှာတက်ရောက်နေတဲ့ force ကဘယ်နှခုရှိလဲတို့တွေကဒီမှာ sigma y ရှိတယ်တောင် x1 ရှိတယ်เนาะတောင် x1 အမှန်တကယ်ဆိုဒါတွေတောင် 1x ဒါမှတောင် x1 နဲ့တောင် 1x တွေအတူတူပဲအဲကြောင့်တို့တွေကတခါလေးတောင် y တောင် x1 လို့ရှင်းလိုက်တယ်ပေါ့အဲ့လိုဆိုတော့ဒီနေရာမှာ sigma y တက်ရောက်နေတယ်တောင် x1 တက်ရောက်နေတယ်အဲဆိုတော့ sigma y နဲ့ area ကိုမြောက်လိုက်တယ် area ဒီ EB တန်ဖိုးဒီ EF cos theta အဲဆိုဒါရလာတယ်တောင် x1 shear ဆို normal stress ကိုစဉ်းစားပြီးတော့အဲဆို shear stress ကိုတစ်ခေါက်စဉ်းစားတယ်အဲဆိုတော့တောင် x1 ကျင်းတယ်တောင် x1 ကိုလေးပါလဲမြောက်မလဲဆိုတော့တို့တွေကဒီနေရာမှာ stranded area ကိုမြောက်မှာ force ကိုရမှာဖြစ်တဲ့အတွက်ကြောင့်အခု force တွေကိုလိုက်တွက်နေတာဖြစ်တဲ့အတွက်ကြောင့် stranded area တွေအကုန်လုံးလိုက်မြောက်နေတာအဲ့လိုဆိုတော့ဒီမှာ stranded area ကိုမြောက်တော့ EB ရဲ့တန်ဖိုးဒီ EF cos theta နဲ့ညီတယ်ဆိုတော့ဒီ equation ကိုရတယ်အဲ့လိုဆိုတော့ vertical face ကိုလည်းစဉ်းစားပြီးတော့ပြီ horizontal face ကိုလည်းစဉ်းစားပြီးတော့ပြီအဲဆိုရင် incline face EF ကိုစဉ်းစားမယ်အဲဆို on incline face EF เนาะ incline face EF ကိုစဉ်းစားပါမယ်ဒီ incline face EF ကိုစဉ်းစား incline face EF အဲဆိုတော့ဒီ incline face EF မှာเนาะဒီ incline face EF ကိုစဉ်းစားသူရဲ့ area ကိုလိုချင်လဲဆိုရင် area of EF အဲဆိုတော့ EF into 1 EF into 1ဆိုရင် EF ပဲเนาะ EF into 1အဲ့လိုဆိုတော့အဲ့ဒီ incline ဘက်မှာတရားနေတဲ့ stress တွေကဘာရှိလဲ incline က normal stress sigma n ရှိတယ် shear stress တောင် n ရှိတယ်เนาะ normal stress sigma n ရှိတယ် shear stress ကဘာရှိလဲဆိုတော့တောင် n ရှိတယ်အဲ့ဆိုတော့ normal stress နဲ့ shear stress တန်ဖိုးရှာမယ်အဲ့ဆိုတော့ဒီမှာ normal stress sigma n ရှိတယ် shear stress တောင် n ရှိတယ်အဲ့လိုဆိုတော့ normal stress တောင် n ပေါ့နော် normal force ကိုလိုချင်တယ်ဆိုရင်ဟိုဘာနဲ့မြောက်လို့ဆို stress နဲ့ဘာကိုမြောက်လို့ဆို area ကိုမြောက်မယ်အဲဆိုတော့ sigma n into EF ပဲဆို EF ပုံမှာကြတော့သူ့မှာပါရှိလဲဆိုတော့ EF ဒီ EF ပေါ့နော်အဲ့တိုင်းပဲဆိုတော့ဒီနေရာမှာ sigma n into EF ကိုရတာအဲ့လိုဆိုတော့နောက်အဲ့ဒီ EF အပေါ်မှာတက်ရောက်နေတဲ့เนาะ normal direction tangential direction တနည်းအားဖြင့် normal stress shear stress တွေအကုန်လုံးကိုပေါင်းလိုက်တဲ့ပုံဒီပါနဲ့ညီအောင်လို့ဆိုတော့0နဲ့ညီအောင် summation Fn equal to 0နဲ့ညီမယ်အားကြောင့်အဲ့ဒီ force တွေအကုန်လုံးကိုပေါင်းမယ်ပေါ့เนาะ force တွေအကုန်လုံးပေါင်းပြီးတော့0နဲ့ညီမှာပေါ့အဲ့လိုဆိုတော့တို့တွေက force အဲ့ဆို force due to ဒီမှာ force due to sigma x ကြောင့် this BF တော့မဟုတ် FB အပေါ်မှာတက်ရောက်နေတဲ့ force ကိုရှာတဲ့အခါမှာခုနကရှေ့ကတွက်ခဲ့တဲ့ sigma x into EF sin theta ရလာခဲ့ပြီအဲ့ဒါဒီ face FBF အပေါ်မှာပဲရှိနေတာဒီ face အပေါ်မှာပဲရှိနေတာအဲ့ဒီ face အပေါ်မှာတက်ရောက်နေတဲ့အားကို EF ဒီ incline face အပေါ်မှာပြောင်းလိုက်မယ် incline face အပေါ်မှာပြောင်းလိုက်မယ်ဆိုတော့သူဒီမှာဘာရှိလဲဆိုတော့ဒီမှာ cos theta ရှိတယ်ဆိုတော့ length cos ဒီဘက်ကဆို length cos ဒီဘက်မှာဆို wave sin ပေါ့နော်အဲဆိုတော့သူဒီဘာမျက်မှောက်ပေးရမလဲဆိုတော့အဲ့ဒါကို normal direction ကိုပြောင်းမယ်ပေါ့နော် normal direction component ကို normal direction ပြောင်းလိုက်မယ်ဆိုရင် sin length cos wave sin ဆိုတော့ဒီနေရာမှာ sin theta နဲ့ထပ်ပြောင်းလိုက်မယ်အဲဆိုတော့ဒီ normal direction မှာ is component along the normal direction เนาะဒီ normal direction ဒီဘက်ကအားကိုဒီဘက် normal direction ပြောင်းလိုက်တာပြောင်းလိုက်တော့ဒီတန်ဖိုးရလာတယ်
အဲ့လိုဆိုတော့ sin theta ဆိုတော့ sigma x ef into sin square theta ရလာတယ် sin square theta ရလာတယ်အလားတူပဲ horizontal ဒီ horizontal line ဒီ EP မှာလည်းအဲ့လိုပဲသူမှာ sigma y ရှိတယ်တောင် h1 ရှိတယ်ပေါ့အဲ့ဆိုတော့ sigma y ကိုလိုချင်တယ်ဆိုရင်ဒီနေရာမှာအရင်ဆုံးလူတွေကဘာကိုစဉ်းစားမလဲဆိုတော့ normal stress ကိုစဉ်းစားတာပေါ့နော်အဲ့လိုဆိုတော့ဒီ normal stress ကိုစဉ်းစားတဲ့အခါမှာ sigma y နော် sigma y ကိုဒီဘက်ကိုပြောင်းမယ်ဒီ normal ဒီဘက်မှာရှိတဲ့ normal stress ဖြစ်ကိုပြောင်းမယ်ဆိုတော့သူ theta angle ခန့်နေတဲ့ nin cos ဖြစ်တဲ့အတွက်ကြောင့် cos theta နဲ့မြောက်ပေးမယ်အဲ့ဆိုသူ့မှာ sigma y into ဒီမှာအပေါ်မှာရခဲ့တဲ့ဟာဒီမှာ sigma y into ef cos theta ရခဲ့တယ်နော်အဲ့ဒါကိုဒီနေရာမှာ normal direction ကိုပြောင်းမယ်ဆိုတော့ cos theta နဲ့မြောက်ပေးမယ် cos theta နဲ့ cos theta ဆိုတော့ cos square theta ဖြစ်သွားမယ် sigma y ef into cos square theta ဖြစ်သွားမယ်ပေါ့နော်အဲ့ဆိုတော့ဒါဒီ normal stress ကိုစမ်းတာအဲ့တော့ shear stress ကိုစမ်းတာမယ် shear stress ကို bf ဥပမာတစ်ခေါက်စမ်းတာတယ်ဒါဒီ normal stress ကိုစမ်းတာ bf မှာတစ်ခေါက် eb မှာတစ်ခေါက်စမ်းတာဒါဒီ shear stress ကို bf မှာတစ်ခေါက် eb မှာတစ်ခေါက်စမ်းတာမယ်ဆိုတော့ကိုရခဲ့တဲ့ shear force ဒီတောင် x1 into ef sin theta ရခဲ့တယ်အဲ့ဒါကိုတို့တွေကဘာပြောင်းမလဲဆိုတော့ဒီ normal ဒီဘက်က direction ကိုပြောင်းမယ်ဆိုတော့ဒီဘက်မှာဆိုရင်ဘာနဲ့ပြောင်းလဲဆိုတော့ sin နဲ့မြောက်ပဲ nin for wave sin ဆို wave sin ဆို sin နဲ့မြောက်ပဲဒီဘက်မှာ nin cos ဆိုရင် cos နဲ့မြောက်ပဲအဲ့လိုဆိုတော့ဒီနေရာမှာတောင် x1 cos ဒီမှာရလာမယ်ပေါ့နော်ဒီမှာအဲ့လိုဆိုတော့ဒီမှာတောင် x1 ef into sin theta cos theta ရလာမယ် eb မှာလည်းအဲ့လိုပဲသူရဲ့ force ရလာတာရှိတယ် sin theta နဲ့မြောက်ပြီးမှဆိုတော့တောင် x1 ef sin theta cos theta ရလာမယ်ရလာပြီဆိုတော့အဲ့ဒီဟာအကုန်လုံးနော် total normal force acting on the plate EF ကိုရှာလိုက်တယ်အဲ့ဆို plate EF အပေါ်မှာစုစုပေါင်းတက်ရောက်နေတဲ့ normal force တွေကဘယ်လိုရှိလဲအဲ့ဆို normal force တွေအဲ့ဆို normal force တွေအကုန်လုံးတန်ဖို့ဒီပေါ့နော်ဒီမှာ sigma n EF into ဒီဘက်မှာရှိတဲ့တန်ဖို့လေးတွေပါတယ်ဆိုတော့က h sigma h ရဲ့တန်ဖို့ဒီမှာ sigma 1တောင် h1 တောင် h1 တန်ဖို့ဆိုတောင် h1 ကခုဖြစ်တဲ့အတွက်ကြောင့်သူ့တန်ဖို့ပေါင်းလိုက်တဲ့အခါမှာဒီမှာ2တောင် x1 ef sin theta cos theta ဖြစ်သွားတယ်ဆိုတော့ဒီ equation ရတော့တယ်ပေါ့အဲ့ဆိုအဲ့ဒီ equation ကိုဒီနေရာမှာ ef အကုန်ပါတော့ ef တွေအကုန်ပါနေတော့เนาะဒီနေရာမှာတက်ရတဲ့ normal force ဒီဘက်ကcomponent တွေကတက်ရောက်နေတဲ့ force နဲ့တူမှာပေါ့တနည်းအားဖြင့်အဲ့ဒီ force တွေကိုခြားနာလိုက်တဲ့ဆိုလို့ရှိရင်0ဖြစ်မှာပေါ့เนาะ0ဖြစ်မှာပေါ့အဲ့လိုဆိုတော့ဒီဘက်မှာရှိတဲ့ဒီဘက်မှာဆိုတော့ ef တွေအကုန်ခြေလိုက်တော့ဒီ equation ရလာတယ် sigma n equal to sigma a sin square theta plus sigma y cos square theta plus 2 tau x1 sin theta cos theta ဆိုပြီးတော့ရလာတယ်အဲ့ဆိုတော့ sin square theta cos square theta sin theta cos theta နေရာမှာဒီ triple equation တွေအစားသွင်းလိုက်တယ်အစားသွင်းပြီးတော့ equation နဲ့ရှင်းလိုက်တော့ equation 10.3 10.3က sigma n equal to sigma y plus sigma h by 2 plus sigma y minus sigma h by 2 cos 2 theta plus tau xy sin 2 theta ဆိုပြီးတော့ရလာတယ်ပေါ့နော် equation 10.3ရလာတယ်အဲ့ဒါဒီ normal stress ကိုဆက်ထည့်တာပေါ့နော်ဒါဒီ normal stress အလားတူပဲ shear stress တဲ့ဘိုးတွေထည့်လိုက်တယ် shear stress တဲ့ဘိုးထည့်လိုက်တယ်ဆိုတော့ tau n into ef ပြီးတော့ခုနကဒီဘက်မှာ shear stress တန်ဖိုးတွေကိုချလိုက်တော့တို့တွေကအဲ့ဒီဟာတွေကို triple equation နဲ့ရှင်းလိုက်တော့နောက်ထပ် equation 10.4 တခုရလာတယ် equation 10.4 tau n equal to sigma y minus sigma h by 2 into sin 2 theta minus tau xy cos 2 theta ဆိုပြီးတော့ရလာတယ်เนาะ tau xy cos 2 theta ဆိုပြီးတော့ချလာတယ်အဲ့လိုဆိုတော့နောက် equation 10.4ကိုတို့တွေက equation 10.4ကို theta ရဲ့တန်ဖိုး equation 10.4မှာရှိတဲ့ဒီ theta ရဲ့တန်ဖိုးကိုအစားသွင်းတဲ့အခါမှာဒီ tau n တန်ဖိုးကို0နဲ့ညီအောင်အစားသွင်းလိုက်တယ်တနည်းအားအဲ့လိုဆိုတော့0နဲ့ညီအောင်အစားသွင်းလိုက်တဲ့အခါမှာ theta ရဲ့တန်ဖိုးဘယ်လိုဖြစ်မလဲဆိုတာကိုစမ်းသပ်ပေးလိုက်တယ်တနည်းအားဖြင့်အဲ့လိုဆိုတော့ tau n ရဲ့နေရာမှာ0အစားသွင်းပြီးတော့ဒီ equation ကိုရှင်းလိုက်တော့နောက်ဘာကိုရလာလဲဆိုတော့ tangent 2 theta equal to 2 tau x1 by sigma y minus sigma h ဆိုတဲ့ equation 10.5ရလာတယ်အဲ့လိုဆိုတော့ equation 10.3ရ10.4ရ10.5ရသုံးခုရသွားပြီပေါ့နော်အဲ့ဆိုဒီနေရာမှာခဏနားပါမယ်